သူကဒါတွေဟာသူဒီရွာကိုပထမဆုံးစတင်ရောက်ရှိလာချိန်ကမြုပ်နှံထားခဲ့တဲ့ပစ္စည်းတွေဖြစ်တယ်လို့ပြောခဲ့ပါတယ်သူရွာကိုရောက်ပြီးပထမဆုံးမြုပ်နှံခဲ့တဲ့အရာတွေအကြောင်းဆာယာကသိနေတာဟာထူးဆန်းနေပါတယ်ဆာယာဟာဖာသာရောက်ပြီးမှရွာကိုရောက်လာတာမို့လို့သူမရဲ့ခေါင်းထဲကအတန်ကသာတကယ်မဟုတ်ရင်ဒီအရာတွေကိုသူမသိနိုင်စရာအကြောင်းမရှိပါဘူးဒါကိုနားထောင်ပြီးနောက်ပိုက်ကလည်းသူ့မှာအစီအစဉ်တစ်ခုရှိကြောင်းအဲ့ဒါကတော့ထွက်ပေါက်ရှာဖို့အတွက်တောထဲကိုရက်အနှဲငယ်ကြာတယောက်ထဲသွားမှာဖြစ်ကြောင်းပြောခဲ့ပါတယ်သူတို့ဒီရွာအမထာဝရနေလို့မဖြစ်ပါဘူးအစာပိုင်းမှာရွာသားတွေဟာတရေပီလူတွေကိုကြောက်ပြီးတောထဲမဝင်ရဲကြပေမဲ့အကာအကွယ်ကြောက်တုံးကိုစောင့်ထားရင်တော့တရေပီလူတွေရန်ကနေလုံခြုံနိုင်မယ်လို့ယူဆကြပါတယ်။ဘွိုက်ဟာဒီနီလန်ကိုတစ်ခါမှမဆန်းဘူးပေမဲ့စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုမြင်တော့ဖာသာကဆာရာနဲ့တူပါဘွိုက်နဲ့အတူလိုက်မယ်လို့ချက်ချင်းပြောခဲ့ပါတယ်။ဆာယာမှာအသုံးဝင်နိုင်တဲ့ထူးခြားစမ်းကြဲတဲ့စွမ်းရည်တွေရှိနေတာကြောင့်ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအများပိုင်အိမ်မှာတော့ကယ်ဗင်ဟာတရေပီလူရဲ့လေးဆောင်မှုကိုရက်ပေါင်းများစွာခံခဲ့ရပြီးနောက်ဆုံးမှာတော့တကားဖွင့်ပေးလိုက်ပါတော့တယ်။သူတို့နှစ်ယောက်နန်းနေကြတော့မှာပဲတရေပီလူကကယ်ဗင်ရဲ့ပါဆက်ကိုရုတ်တရက်ကိုက်လိုက်ပါတယ်။သူအကူအညီမခေါ်နိုင်ခင်မှာပဲမကောင်းဆိုးဝါးကရှေ့ကိုတိုးပြီးသူ့ကိုတက်ပစ်လိုက်ပါတယ်။ကျန်တဲ့သူတွေကတော့အိမ်တအိမ်လုံးကိုမကောင်းဆိုးဝါးတွေဝိုင်းထားတာကိုမသိပဲပျော်ပျော်ပါးပါးစားတောက်နေကြတော့မှာပဲခဏအကြာမှာအာရှသူလေးတစ်ယောက်ဟာအိတ်ဖို့ခန်းထဲအဝင်မှာပဲမကောင်းဆိုးဝါးတွေရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပြီးနေရမှာတယ်အသက်ခံလိုက်ရပါတယ်ဒါကိုသိတဲ့ပတ်ဝန်းကျင်ကလူတွေကချက်ချင်းအချက်ပေးလိုက်တော့လူတိုင်းကြောက်လန့်တကြားထွက်ပြေးကြရပါတယ်မကောင်းဆိုးဝါးတွေကတော့တနာစရာရွာသားတွေကိုလိုက်လံဖမ်းဆီးရတာကိုပြောမဆုံးဖြစ်နေကြပြီးမြင်ကွင်းတစ်ခုလုံးဟာလည်းအတော်လေးကိုရုပ်ရုပ်သေးသေးဖြစ်နေခဲ့ပါတယ်ဒီအချိန်မှာဂျူလီယာဟာဗစ်တာနဲ့အတူရှိနေပြီးရွာအကြောင်းမေကွန်းအချို့မေးချင်နေတာပါအဲ့ဒီအချိန်မှာပဲအချက်ပေးခေါင်းလောင်းတန်မြည်လာပါတယ်ဗစ်တာကဘာဖြစ်လာမယ်ဆိုတာကိုကြိုသိနေတယ်လို့ပဲအရာအလုံးကိုပြင်ဆင်ထားပြီးသားပါသူကပြပေါက်ကနေကျိုးတစ်ချောင်းပစ်ချပြီးဂျူလီယာနဲ့အတူအပြင်ကိုထွက်ပြေးခဲ့ပါတယ်လူတွေအကုန်ထွက်ပြေးနေကြတော့မှဗစ်တာကဂျူလီယာကိုတောထဲကိုတယောက်တည်းခေါ်သွားပါတယ်သူတို့တစ်ပင်ကြီးတစ်ပင်စီရောက်တော့ဗစ်တာကဂျူလီယာကိုတစ်ပင်ပင်စီထဲခုန်ချဖို့ပြောပါတယ်အဲ့ဒါကသူမကိုလုံခြုံတဲ့နေရာတစ်ခုစီပို့ဆောင်ပေးလိုက်မယ်ဂျူလီယာဘာမှမလုပ်နိုင်ခင်မှာပဲဗစ်တာကသူမကိုတွန်းချလိုက်ပါတော့တယ်ဂျူလီယာကထိတ်လန့်တကြားအော်ဟစ်လိုက်မိပါတယ်ခဏကြာမှသူမနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ရွာအပြင်ဘက်ကစွန့်ပစ်ထားတဲ့မြအောက်ခန်းထဲကတစ်သားဘီရိုတစ်ခုထဲမှာသူမရောက်နေတာကိုတွေးလိုက်ရပါတယ်ဗစ်တာကတော့ခြေရလက်ရမကြံပြောက်ကွယ်သွားခဲ့ပါပြီတစ်ချိန်တည်းမှာပဲအများပိုင်အိမ်မှာတိုက်ခိုက်ခံရတဲ့သူတွေဟာပုံဖို့နေရာရှာရင်းဘွားရဲ့အိမ်ကိုရောက်လာပြီးတညတာခိုလုံခွင့်တောင်းကြပါတယ်ဖာသာကလူတွေကိုကူညီပေးနေတော့မှပဲမကောင်းဆိုးဝါးတကောင်ကရုတ်တရက်ပြေးလာပြီးသူ့လက်ပင်ကိုဓာတ်နဲ့ခုတ်လိုက်ပါတယ်ဘွိုက်ကချက်ချင်းပြေးကူပြီးဖာသာကိုအိမ်ထဲအမြန်ခေါ်လာပေမဲ့နောက်ကျသွားခဲ့ပါပြီဖာသာဟာတွေးထွက်လွန်ပြီးတေးဆုံးသွားခဲ့ရပါတယ်အဲ့ဒီညပြီးနောက်ရွာတရွာလုံးဝမ်းနဲ့ပူဆွေးမှုတွေလွှမ်းမိုးသွားခဲ့ပါတယ်လူ14ယောက်ဟာမကောင်းဆိုးဝါးတွေရဲ့တပ်ဖြတ်စားတောက်ခြင်းကိုခံခဲ့ရပြီးအလောင်းတွေကလည်းရွာအနှံ့ပြန့်ကျဲနေခဲ့ပါတယ်ဒါကြောင့်မကောင်းဆိုးဝါးဟာသူ့ရဲ့အစီအစဉ်ကိုချက်ချင်းအကောင့်ထဲပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်မထွက်ခွာခင်မှာဘွိုက်ကထိန်းချုပ်မှုအားလုံးကိုကင်နီစီလွှဲပြောင်းပေးခဲ့ရတယ်ကင်နီကအရန်ဝမ်းနဲ့နေပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူးအဲ့ဒီနောက်ဘွိုက်ဟာစီကန်းကိုသွားပြီးသူ့သားအဲလစ်စီကိုတွားလှည့်ခဲ့ပါတယ်မနေ့ကဖြတ်ရက်အပြီးမှာအဲလစ်ဟာကံကောင်းထောက်မစွာနဲ့ဒဏ်ရာနှဲငယ်ပဲရရှိခဲ့တာဖြစ်ပါတယ်